ဟုတ်ကဲ့အားလုံးပဲမင်္ဂလာတော့ဒီနေ့မှာကျွန်တော်ဆရာစကောင်းမှတင်ပြရတဲ့ဒီဂျိုးမြက်လက်လေးကိုကျွန်တော်ပြန်လည်တင်ပြတော့မှာဖြစ်ပါတယ်အဲ့တော့အားလုံးနဲ့တိကျလိုက်ကြည့်ကြရအောင်ဟုတ်ကဲ့ကျွန်တော်တို့ဒီလိုမျိုးဂျိုးမြက်လေးကိုကျွန်တော်ပြပြီးတော့တင်တာကျွန်တော်တနေ့လောက်ရှိပြီဟုတ်ကဲ့ဟုတ်ချိန်ကြီးမအားလက်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြီးတော့မလို့ပြတာဖြစ်ပါတယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့ဒီဂျိုးမြက်လေးကိုကျွန်တော်သေချာပြန်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ဒီလိုပါဝင်တော့မကြည့်ရသေးဘူးလေကျွန်တော် channel ထဲမှာတော့ကြည့်ကြည့်နေပါတယ်ဆိုင်ဟုတ်ကဲ့တော့ပထမဦးဆုံးဒီကြိုးစားနှစားဒီလိုမျိုးဒီကြိုးကဘယ်ကြိုးဖြစ်ရအောင်ဒီမှာရှိရဲ့ဘယ်ကြိုးဖြစ်ပေါ့ဒီကတော့ကျွန်တော်ခဏကြိုးကိုကျွန်တော်သုံးရတယ်ဒီကြိုးက2ပေလောက်တော့ရှည်ဖို့လိုပါတယ်2ပေပေါ့2ပေမပြည့်ရင်လည်းသတာလောက်တော့ရှည်ဖို့လိုပါတယ်အရင်သေးလောက်ဆိုရင်ပြလို့မရဘူးဒီရောက်တော့ဒီလောက်တော့ရှည်ဖို့လိုပါတယ်တော့ပထမဦးဆုံးကြိုးစားတဲ့ကြောင့်ဒီလက်မနဲ့ညက်ပါပြီးတော့နောက်တစ်စားကိုကျတော့ဒီလက်မရဲ့ထိပ်ပြီးမှဒီအပေါ်ကအရှိကကိုကြိုက်နေတာဒီနေ့ပေါ်တယ်အောင်လို့အဲဒီလိုပြီးတော့ဒီဘက်လက်ကကျဒီကျိုးကိုပါဒီကိုရှင်းအောင်ပြရအောင်ဒီပြရတယ်ဟုတ်တယ်အဲ့လိုပြပြီးတော့ကျိုးဖြတ်မယ်ဆိုတဲ့အချိန်ဒီလက်နှစ်ဖက်ကဒီလက်ညှိုးနဲ့လက်ကလေးဒီကျိုးကိုလုံလေးကိုင်ဒီလက်မကျဒီအပေါ်ကကျိုးဒီဟိုဘက်လက်ကလက်မရုပ်ထဲအဲဒီလုံလေးကိုအဲ့တော့ပြန်ပြပြီဒီမှာတော့ဒီလိုကိုင်တယ်ဒီလက်ညှိုးနဲ့လက်ကလေးနဲ့ဒီသွားမယ်ဒီလက်မကျိုးကိုဒီလိုလေးဖိရဒီလက်ညှိုးနဲ့ဒီလာနေရကြတော့ဒီလိုကိုကိုင်ပြီးတော့ပေါ်တယ်အားလုံးရှင်းအောင်လို့နောက်တော့ထပ်ပြဒီလိုကိုင်မယ်ဒီလိုလက်ညှိုးနဲ့လက်ကလေးနဲ့ကိုင်ပြီးတော့ဒီလိုသွားမယ်ဒီလက်မောက်ဒီမှာထားမယ်ဒါပြီးရင်ဒီလိုလေးတော့ကျွန်တော်တို့ကဒီထိတ်လေးကိုပဲဖြတ်ပါဟုတ်ဗျာညက်လိုက်တော့ဟာတော့ဒီလိုညက်ပြီးသွားလို့ရှိရင်တော့ဒီဘက်ညက်ပြီးသွားလို့ရှိရင်ဒီဘက်အစုံကဂျိုးချဒီဘက်လက်မအစုံကဂျိုးချအဲဒီမှာဒီမျိုးလေးကြည့်လိုက်ဒီမှာဂျိုးနှစ်ချောင်းတကယ်ပြတ်နေလို့ရှိရင်အဲ့လိုဒီပြတ်နေအောင်ဆိုတော့ဒီလိုမျိုးလေးအမှန်တော့ဒီကတကယ်ပြတ်နေမှာဒီထဲမှာကျွန်တော်ပြဒီမျိုးလေးပြင်ဒီကျိုးနှစ်ချောင်းရရှိဒီမှာဖြတ်ထားတဲ့ကျိုးနှစ်ချောင်းအပေါ်အဲဒီကျိုးနှစ်ချောင်းဒီမျိုးလေးတော့လူမမီဒီမျိုးလေးခြိလိုက်ပြီးရင်တကားတော့အတိုင်းဒီလိုပြတယ်ကျိုးဖြတ်ပြီးတော့မတိကျိုးနှစ်ချောင်းဖြတ်ပြီးခြိရပြီးတော့ဒီကောင်ကဘာလဲဆို slide ဟောဒီလိုဆွဲပြီး slide အဲ့တော့အညာဘာနာခတာပရာပါညာတကားဆိုပြီးတော့အဲ့လိုကာရရုံးမယ်ပါညာနဲ့ဒီလိုလေးရလက်မှတ်ဒီလိုလေးရင်းနေတဲ့အချိန်မှာဒီဘက်ဘယ်ဘက်လက်ကဒီအစလေးဆွဲရောရေးဆွဲရောနောက်ဆုံးကြတော့ဒီကျိုးလေးတိုက်ဒီကျိုးဆိုပြီးတော့ကင်ပြီးတော့ဒီလိုလေးပြဒီဘက်ကကျိုးကြတော့တိုက်လို့မောင်းပြီးအေးတယ်တင်းတယ်လွတ်ပြလိုက်မတဲ့နဲ့လွတ်ပြလိုက်ဟုတ်ကဲ့ဆိုတော့ဒီပြပွဲလေးကိုကျွန်တော်ပြန်ပြီးတော့တင်ပေးရဖြစ်ပါတယ်ကျွန်တော်တီးသလောက်ကျွန်တော်ပြန်ပြီးဝေမျှဖြစ်ပါတယ်ဒီလိုပြတဲ့အချိန်မှာအမှားရွေးလေးပါနေလဲပါတော့ပါလိမ့်မယ်ပေါ့နော်ကျွန်တော်ကဗီဒီယိုကိုဒါကြီးမရိုက်တဲ့အခါကျတော့ဒီလိုအားနည်းချက်လေးရှိရတာမှကျွန်တော်ခွင့်လို့နားလည်ပေးလိုက်ပါတော့ရဲ့ဗီဒီယိုနောက်ဝင်နေကျွန်တော်ကိုညီပတ်ပိုးပေးနေတယ်ငွေနည်းပြောက်လေးရှိပါတယ်အဲ့ဒါလည်းကျွန်တော်ရဲ့ငွေချင်း DLG ပေါ့သူကတော့ clear gaming ဆိုတဲ့ channel ပိုင်းဖြစ်ပါတယ်အဲ့တော့သူ့ channel လေးမှာလည်းသူ game ဆော့တာလေးကိုသူပြင်နေပါတယ်ကျွန်တော်ကကြတော့ဒီ game ဆော့တာကိုဒီ connect နေတော့တခြားတော့အရာတွေပေါ့ကျွန်တော်တင်တော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like လေးနဲ့အားလုံးနဲ့ကိုကြီးပေါက်နေအားပေးကြပါဦးဒီနေ့ဗီဒီယိုကဒီလောက်ပါကျွန်တော်တို့ဗီဒီယိုအဆုံးထိကြည့်ရတဲ့